အင်္ဂလိပ်စာကမမီတို့ရဲ့ကလေးငယ်တွေအနာဂတ်ပညာရေးအတွက်မရှိမဖြစ်အရေးကြီးလာပါပြီရှင်မိဘတွေအနေနဲ့မမီတို့ရဲ့ကလေးငယ်တွေကိုငယ်စဉ်ကတည်းကဇာတိကောင်းမွန်ဖို့တာမကပညာရေးမှာလည်းအခြေခံကောင်းမွန်လာစေဖို့စနစ်တကျသင်ကြားပေးသင့်ပါတယ်ပညာရေးအခြေခံကောင်းမွန်လာစေဖို့အင်္ဂလိပ်စာကအရန်ကိုအရေးကြီးတာကြောင့်ကလေးငယ်တွေကိုအခုလိုအရွယ်မှာကလေးကတေချာလေးထွင်းပေးရပါမယ်ရှင်ကျမခုပြသပေးသွားမယ် Little Star application လေးရဆိုလို့ရှိရင်ကလေးငယ်တွေပညာရေးမှာအင်္ဂလိပ်စာကိုအခြေခံကောင်းမွန်စေပြီးအရန်ကိုထိရောက်တဲ့ application လေးဖြစ်ပါတယ်ရှင်ဒီ app လေးကိုကျမရဲ့ကလေးတွေလည်းသုံးစွဲနေကြသလိုဒီ app လေးသုံးစွဲနေစဉ်အတောအတွင်းမှာလည်းကလေးတွေရဲ့အင်္ဂလိပ်စာ pronunciation လေးတွေလည်းကောင်းမွန်လာသလို vocabulary လေးတွေလည်းတိုးတက်လာပြီးအင်္ဂလိပ်စာသင်ယူဖို့ပုံမစိတ်ဝင်စားလာကြတာကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်ရှင်ဒီ app လေးကကလေးတွေကိုပျော်ရွှင်စေမှလည်းဖြစ်သလိုသုံးစွဲရတာလည်းလွယ်ကူစေမဲ့ပညာရေးအထူးပြု application လေးလည်းဖြစ်ပါတယ်ရှင်ဒီ app လေးမှာကလေးတွေအတွက်အသက်4နှစ်ကနေ5နှစ်5နှစ်ကနေ6နှစ်6နှစ်ကနေပြီးတော့9နှစ်ထိဆိုပြီးတော့ level 3ခုရှိပါတယ်ရှင် level တစ်ခုချင်းစီမှာကလေးတွေသင်ယူသိရှိရမယ့် lesson လေးတွေဖြစ်တဲ့ alphabet number shape color အပါအဝင်အခြားစိတ်ဝင်စားစရာသင်ခန်းစာလေးတွေအများကြီးပါဝင်တဲ့အပြင်ကလေးတွေတက်ရမယ် writing လေးတွေ reading listening phonics speaking ဘိုင်းနဲ့ critical thinking skill တွေပါတိုးတက်အောင်ဖန်တီးပေးထားတာမို့ဒီ Little Star app လေးဟာအရန်ကိုပြည့်စုံပါတယ်ရှင်နောက်ပြီး native speaker ဆရာတွေနဲ့သင်ကြားရတဲ့လေ့ကျင့်ခန်းလိုမျိုးတွေရှိတာကြောင့်ကလေးတွေအတွက် English Post Skill လုံးကျွမ်းကျင်စေဖို့ပူစရာမလိုတော့ဘူးပေါ့ရှင်သင်ခန်းစာလေးတွေကိုလည်းကလေးတို့အကြိုက်အယောင်လေးတွေဒီဇိုင်းလေးတွေနဲ့ဖန်တီးပေးထားတာဖြစ်လို့ကလေးတွေအနေနဲ့ပြင်းစရာကောင်းနေမှာမဟုတ်ပဲပျော်ရွှင်စေမှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုက Little Star application လေးရဆိုလို့ရှိရင်အများစုတက်နိုင်တဲ့ဈေးနှုန်းလေးဖြစ်တာကြောင့်တစ်လကို6000ကျပ်ဝန်းကျင်လောက်ပဲရှိတဲ့အတွက်မိဘအများစုအနေနဲ့တက်နိုင်တဲ့နှုန်းထားလေးဖြစ်ပါတယ်ရှင်ဒီ app လေးက International School လို့ကြောင်းမျိုးမှာတက်ရောက်ဖို့အခက်အခဲတွေလိုအပ်ချက်တွေရှိနေတဲ့ကလေးတွေအတွက်လည်းအများကြီးအထောက်အကူဖြစ်စေပါတယ်ရှင်ကလေးတွေဖုန်းကြည့်ချိန်ကိုကတ်သက်ထားတဲ့ဖေဖေမေမေတို့အတွက်လည်းမိကလေးတွေရဲ့ဖုန်းကြည့်ချိန်မှာအခု app လေးနဲ့သင်ယူခြင်းအပြင်ကလေးတွေအတွက်တမိုးရှိတဲ့ဖုန်းကြည့်ချိန်လည်းဖြစ်စေမဲ့အပြင်သူတို့လေးတွေပညာရေးကိုပါအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်ရှင် Little Star app တရားဆိုလို့ရှိရင်မြန်မာပြည်ရဲ့အင်္ဂလိပ်စာသင်ကြားမှုအပိုင်းမှာနှစ်ပေါင်းများစွာရပ်တည်နေတဲ့ Starfish Education ပညာရေးဝန်ဆောင်မှုပိုင်းကနေပြီးတော့ဖန်တီးထားတာဖြစ်တဲ့အတွက်မိဘတွေအနေနဲ့မိမိတို့ရဲ့သားသမီးတွေကိုအင်္ဂလိပ်စာမှာယုံကြည်စိတ်ချနိုင်ပါတယ်ရှင်။ဒါကြောင့်ပထမဆုံးအနေနဲ့ free lesson လေးတွေကိုတော့စမ်းသပ်သုံးစွဲနိုင်ပြီးနောက်ထပ် lesson လေးတွေကိုတော့စိတ်ကြိုက်ဝယ်ယူသုံးစွဲနိုင်ပါတယ်ရှင်။